နားနဲ့အကျွေးကိုလုပ်ထားတယ်ရဂေးပုံစံနဲ့ဒီကတော့အခုချိန်မှာကျွန်တော်တို့တော်လည်းမှာတဆူနဲ့တဆူတဦးနဲ့တဦးတစ်ဖွဲ့နဲ့တစ်ဖွဲ့ဝိဝါဒတွေကွဲပြားနေတာလေးကိုနည်းနည်းလေးဒီမျိုးကြောင့်ပုံရံပြောင်းမသွားဘူးဒီနည်းနည်းစော်ဩထားတဲ့ခါလေးပါနည်းနည်းတော့ဆက်